University ကိုဒါလိုက် join လို့ရတယ်လို့တခြား University တွေလည်းရှိတယ်ထိုင်းမှာလည်းအများကြီးပဲเนาะဒီသွားလို့ရတယ်စင်ကာပူမှာလည်းအများကြီးပဲသွားလို့ရပါတယ်ဟုတ်ပြီဒါလေးကတော့ ABE ရဲ့အခွင့်အလမ်းတွေပေါ့เนาะဟုတ်ပြီဒါဆိုရင် teacher တို့ကဲဒါ ABE အကြောင်းလေး teacher ပြောလို့ပြီးသွားပြီပေါ့เนาะဟုတ်ပြီအဲ့တော့ဒါဆိုရင် ABE ကနေ3နှစ်တက်လိုက်ရင် exam ဖြေရမှာ3ပါတာပဲတွေ့လား level 4မှာ3ပါတာပဲရှိတယ်ကျန်တာအားလုံးဒီ assignment နဲ့ပဲသွားတယ်ဟုတ်ပြီเนาะဒါလေးကတော့ teacher တို့เนาะpayment plan လေးပေါ့เนาะအဲ့တော့အခုဒီမှာပေါ့เนาะဒီဒီ teacher ရဲ့เนาะဒီ oriented seminar လေးမှာเนาะဒီတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတိုင်းကเนาะဒီပေါ့စိတ်ဝင်စားတယ်ဆိုရင်ကိုယ့်ရဲ့မိဘတွေကိုလည်းเนาะပြောပြလို့ရတယ်လို့ teacher တို့เนาะကိုကိုတိုင်းလည်းကျောင်းကိုเนาะဒီပေါ့ join လို့ရပါတယ်ပြီးသွားရင် teacher တို့အဲ့တော့ဒီ teacher ဒီ program လေးတွေအရင်ပြောလိုက်မယ်เนาะအဲ့တော့ဒါက level 3ပေါ့เนาะအဲ့တော့ level 3အထက်တန်းမှာတက်နေတဲ့အကြောင်းသားအကြောင်းသူအားလုံးဒီ level 3ကိုစတက်လို့ရတယ်အဲ့တော့ teacher တို့ registration fees ကပေါင်40အဲ့ဒီပေါင်40ဒီ euro ဟုတ်စားပေါ့ AB UK ကိုပေးရတာပါ teacher တို့ဟုတ်ပြီနော်အဲ့တော့ပေါင်40နဲ့ exam fee နောက်ဆုံးမှာ165ပါဟုတ်ပြီနော်ပေးရပါတယ်ဟုတ်ပြီအဲ့တော့ teacher တို့ program fees ဟုတ်ပြီနော် program fees ကတော့ teacher တို့ဒီမှာ14သိန်း3200 teacher တို့เนาะအဲ့တော့တကယ်ဟာ18သိန်း9000 teacher တို့ program fees ကကျူရှင်လာကပေါ့เนาะကျူရှင်လာကတစ်နှစ်လုံးကို18သိန်း9000အဲ့ဒီ18သိန်း9000ကို teacher တို့ကတစ်ချိန်တည်းပေါ့ cash down ပေးလိုက်မယ်ဆိုရင်20% discount ကျောင်းကနေပြီးတော့ပေးပါတယ်20% discount ရမယ်ဆိုရင် teacher ကျောင်းသူကျောင်းသားတွေအများကြီးတက်တာသွားတယ်14သိန်း3200ပဲသွင်းရတော့ပဲတွေ့လားဟုတ်ပြီเนาะ cash down ပေးရင်အဲ့တော့ ABE တက်တဲ့ကျောင်းသားကျောင်းသူအများစုကလေteacher တို့เนาะဒီပေါ့အဲ့ level တစ်ခုချင်းစီအတွက်တောင်မှပေးတာဟုတ်တာပေါ့ level တစ်ခုချင်းစီပဲပေးသွားတဲ့ကျောင်းသားကျောင်းသူလည်းရှိတယ်လို့ပေါ့ teacher တို့ဒီပေါ့3နှစ်စာလုံး program 3ခုစလုံးကိုပေါင်းပြီးတော့တခါတည်းအပြီးပေးတဲ့မိဘတွေကပုံများတယ်ဟုတ်ပြီเนาะအဲ့လိုမျိုးလဲရှိတယ်အဲ့ဒီ program အဲ့ဒီလိုမျိုးလဲသွားလို့ရတယ်တချို့တို့ကြိုက်တဲ့เนาะဒီပေါ့ payment နဲ့သွားလို့ရပါတယ်เนาะ payment နေအများကြီးပဲတချို့တို့ဒီမှာเนาะရှိပါတယ်အဲ့တော့ဒါဆိုရင်เนาะတချို့တို့အဲ့တော့ဒီမှာ level 3တက်ဖို့ဆိုရင်ဒါဆိုရင်ပေါင်40ရဲ့ခုနကတော့ cash down တစ်ချိန်တည်းပဲ one time payment နဲ့เนาะဒီပေါ့ပေးလိုက်မယ်ဆိုရင်14သိန်း3200ပဲပေးရမှာရဲ့ပြီးရင်တချို့တို့ registration เนาะတချို့တို့ documentation fees လို့ခေါ်တာပေါ့เนาะ document နေသားတို့သမီးတို့စီကနေကောက်ခံရအောင်တောင်းယူအောင်ပဲဟုတ်ပြီเนาะအဲ့ဒီ documentation fees တွေကတချို့တို့3သိန်းကျပ်เนาะစုစုပေါင်းပေါင်းလိုက်ရင်เนาะဒါ level 3ရဲ့အတွက်ကုန်ကြစရိတ်ပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကတော့ one time payment နဲ့ cash down မပေးနိုင်ဘူးအရေးကြလေးပေးခြင်းနဲ့ဆိုရင်ဒီဘက်မှာအောက်ဘက်မှာဒီချက်เนาะအရေးကြ plan လေးကိုလည်းဒီမှာဆွဲပေးထားတယ်အဲ့တော့ဒီချက်တို့ registration fees ပေါင်40ကတော့ဒီချက်တို့ UK ကိုဒါလိုက်သွင်းရတာဖြစ်လို့ပေါင်40ပေးရမယ်ပြီး installment plan လေးကကြတော့ဒီချက်တို့เนาะ8ကြိမ်ပေါ့เนาะအဲ့တော့8ကြိမ်ပေးလို့ရပါတယ်အဲ့တော့တစ်ကြိမ်စီမှာ2,200,950ကျပ်နဲ့ဒီချက်တို့ documentation fee ကတော့ပုံမှန်အတိုင်းပဲ3သိန်းနဲ့ဒါကကျောင်းကိုစတင်ဆက်သွယ်ပြီးဆိုရင်ဒီချက်တို့ကျောင်းတက်ဖြစ်တယ်ဆိုရင် registration fees ပေါင်40ဒီပေါင်40ပေးမှဟိုဘက်ကိုသွင်းလိုက်မှသားတို့ ID ကကြမှာเนาะဒီချက်တို့ကအဲ့တော့တန်းပြီးတော့လက်ကယူပေးရတယ်အဲ့တော့ပေါင်40ရဲ့2,200,000ကျော်ရဲ့เนาะ documentation fee 3သိန်းရဲ့စတင်ပြီးတော့ဒီချက်တို့ကိုပေးချေရတာပါတယ်ပြီးရင်ဒီချက်တို့เนาะ second payment third payment ကနေ8 payment အထိဒီချက်တို့ program fees တစ်လကို2,200,000ကျော်ပဲပုံမှန်သွင်းသွားရုံပဲရှိပါတော့မယ်เนาะဒါက level 3ရဲ့အတွက်ပေါ့เนาะအဲ့တော့ level 3ရဲ့အတွက်ဒါလေးတွေကိုစိတ်ဝင်စားရင် screenshot လေးတွေเนาะဖန်ထားလိုက်ပေါ့ဟုတ်ပြီအဲ့တော့ level 4အတွက်ကတော့ဒီချေတို့เนาะဒီမှာpro registration fees UK ကeuro 45เนาะဟုတ်ပြီပြီးရင် exam fees က440ဟုတ်ပြီเนาะအဲ့တော့ပြီးရင်ဒီချေတို့documentation fee က3သိန်းเนาะပုံမှန်
သူရဲ့ tuition fees program fees ကတော့29သိန်းနဲ့9,000ကျပ်ဖြစ်ပါတယ်ဒါကိုခုန level 3ရဲ့အတိုင်းပဲ29သိန်း9,000ကျပ်လုံးတချို့မိဘတွေကကြတော့လေအလုံးရှုပ်လို့သူတို့ကကျွန်တော်တို့တခါတည်းပဲအဲ့ရင်းနဲ့လေတခါတစ်ချိန်တည်းပဲတခါတည်းအပြီးပေးထားလိုက်တော့မယ်ရှိပါတယ်အဲ့လိုမိဘမျိုးတွေအတွက် teacher တို့20% discount ဒါဆိုရင်အများကြီးပဲသူသက်သာသွားတယ်တွေ့လား23သိန်းနဲ့9,200ပဲသူပေးရတော့မယ်ဟုတ်ပြီနော်ဒါဆိုရင်ယူရို40ပေါင်လေးယူရို40နဲ့45ရဲ့ပြီးရင် teacher တို့23သိန်း9,200ရဲ့เนาะဒီ documentation fee 3သိန်းရဲ့ဒါပဲပေးရတော့မှာသူအများကြီးသက်သာသွားတယ်เนาะအဲ့တော့အဲ့လိုမှမဟုတ်ဘူး installment plan နဲ့ပေးခြင်းနဲ့ဆိုရင်ခုန level 3ရဲ့အတိုင်းပဲ registration fee ကယူရို45ကျပ်ရဲ့ documentation fee 3သိန်းရဲ့ဒီမှာ program fees ကလာစဉ်2,9,900တချေတို့เนาะမှတ်လို့လွယ်ပါတယ်2,9,900နဲ့เนาะပထမဆုံးတချေတို့ကျောင်းတက်ဖြစ်တဲ့ဆိုရင်တော့အပေါ်3ခုကเนาะအရင်ပေးရမယ်ပေါ့ပြီးသွားရင်เนาะပေးမဲ့အားလုံးဒီ2,9,900ပဲတချေတို့เนาะ9ချိန်တိတိဆက်ပေးရုံပဲเนาะတချေတို့အဲ့တော့6ချိန်တိတိဆက်ပေးရုံပဲเนาะအဲ့တော့ level 4ဆိုရင်တချေတို့ installment plan ကို10ချိန်အထိဆွဲပေးထားတယ်ပေါ့เนาะဟုတ်ပါပြီအရင် flexible ဖြစ်တယ်တွေ့လားခုနတချေရှိမှပြောသွားတယ် flexible ဆိုတာတချေတို့ကဒါတွေကိုเนาะပြောပြပေးထားတာအရင် UK ဘွဲကိုရဖို့အတွက်တွေ့လားအရင်တက်တောင့်တက်တာအရင်ရှိတယ်အဲ့တော့ခုနတချေပြောသလိုမျိုးပေါ့เนาะ level 3ကနေစတက်မဲ့အကြောင်းသားကအဲ့တော့သူက level 3ရော4ရော5ရောတချေတို့ level 6အတွက်မကောက်ခံသေးဘူးဟုတ်ပြီနော်အဲ့တော့ဒီ3နှစ်စာကိုတပေါင်းနဲ့ပေးခြင်းနဲ့ဆိုရင်လည်းဒီရှယ်တို့ဘာလို့ရလဲအဲ့လိုမျိုးပေးတဲ့မိဘတွေရရှိတယ်ကွာဒါကြောင့်မလို့ဒီရှယ်တို့ကဆွဲပေးထားရတာနော်အဲ့တော့အများစုကအဲ့လိုပေးကြတာမျိုးလေးတွေရှိကြလို့ဒီရှယ်တို့ကနော်အဲ့တော့ဒီမှာသူက cash down ပေါ့နော်အဲ့တော့ဒါဆိုရင်3နှစ်စာလုံးဆိုတော့ခုနကတော့ level 3 4 5ရဲ့3ခုရဲ့ registration fees ကိုပေါင်းလိုက်တာအဲ့တော့ euro 145ဟုတ်ပြီနော် documentation fee က3နှစ်စာတစ်နှစ်ကို3သိန်းနဲ့ဆိုတော့3နှစ်စာဆိုတော့3သိန်းဒီချက်တို့ဟုတ်ပြီနော် exam fee ကလည်း3နှစ်စာခုနတန်းချင်းစီဟာကို3ခုကိုပေါင်းလိုက်တဲ့ euro 1,025အဲ့ဒီဟာတွေမှာဘာမှဒီချက်တို့ဟုတ်ပြီနော်ဒါပုံမှန်ပဲအဲ့တော့ဒီ program fees မှာဒီချက်တို့ဟုတ်ပြီနော်အဲ့တော့original fees က89သိန်းကျန်3နှစ်စလုံးတက်မှ89သိန်းကျော်ပဲကြတယ်တွေ့လားအရင်သက်သာဟုတ်ပြီနော်အဲ့တော့89သိန်းကျော်ပဲရှိတယ် IGCSE တစ်နှစ်တက်ရင်တော့မှဟလာ O level တက်ရင်တော့မှအဲ့လောက်နဲ့မရဘူးလေဟုတ်ပြီနော်အဲ့တော့ဒါကလည်းအခုဒီချေတို့ကဒီနှစ်အတွက်ပဲဒီချေတို့ကဒီဈေးနဲ့ဟုတ်ပြီနော်နောက် batch တွေဆိုရင်ဒီဈေးမရတော့နော်ဒီအခုဒီ batch မှာတော့တချေတို့အရန်ကိုတချေတို့နော် short ပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့နော်ဒီပေါ့မြန်မာနိုင်ငံကနော်လူငယ်တွေကိုတချေတို့ရန်ကိုဒီပေါ့နိုင်ငံခြား exposure တွေရန်ရစေခြင်းတဲ့အတွက်ကြောင့်မို့လို့ဈေးကိုအတက်နိုင်ဆုံးတချေတို့လုံးဝနော် short ချထားပါတယ်။အဲ့တော့နော်ဒါဆိုရင်တချေတို့ original 3နှစ်စာကို89သိန်းနော်1000ကတို့ဒီပေါ့ one time cash down ပေါ့ပေးတဲ့မိဘမျိုးတွေအတွက်ဆိုရင်320နော်သူကလုံးဝ discount ရပါတယ်89သိန်းကျော်မှာ320 discount ဆိုတော့68သိန်းပဲသူသွင်းရတော့လေ3နှစ်လုံးဘာမှလှည့်ကြည့်ကြရမလို့တော့ဘူးကလေးအတွက်ဟုတ်ပြီနော်ကလေးအတွက်ပြီးသွားပြီဒါဆိုရင် teacher တို့เนาะအဲ့တော့သူရဲ့ one time payment နဲ့ဆိုရင်เนาะဒီကောင်ပေးရเนาะဒီတိုင်းပေးရမယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီအဲ့ဒီ3နှစ်စာကိုလုံးဝမှ installment plan နဲ့ဒီလိုပေးချင်ပါသေးတယ် one time payment နဲ့မပေးချင်ဘူး3နှစ်စာ plan ကိုတော့ကျွန်တော်တို့ယူမှာပါဆိုရင်လည်းအောက်ကအတိုင်း teacher တို့ဘာလုပ်လို့ရလဲပေးလို့ရတယ်အဲ့တော့ registration fee ဆိုရင်လည်း teacher တို့ဒီမှာเนาะ3ချိန်ပေါ့เนาะဒီမှာဟိုပေါ့အဆင်ပြေအောင်လို့လာလေးတွေချပြီးတော့เนาะထည့်ပေးထားတယ်အဲ့တော့ documentation fees ကတော့တစ်နှစ်ကို3သိန်းနဲ့3နှစ်ဆိုတော့3သိန်းเนาะဒါကတော့ short လို့မရဘူးတချို့တို့ program fees ဒီလာစဉ်2,900,000နဲ့800ပဲသွင်းရတော့မယ်တွေ့လားဟုတ်ပြီเนาะအဲ့တော့တချို့တို့ဒီမှာဘယ်နှလတချို့တို့ပေးလို့ရလဲဆို25လဟုတ်ပြီเนาะတစ်လတစ်ချိန်နဲ့25လအထိတချို့တို့ဆွဲပေးထားပါတယ်เนาะအရန်ကိုမိဘတွေအတွက် flexible အရန်ကိုတက်တောင့်တက်တာအရန်ဖြစ်ပါတယ်အရန်တက်တဲ့ program လေးဖြစ်တယ်ပေါ့เนาะဒါလေးကို
teacher တို့เนาะသိစေချင်တာပါဟုတ်ပါပြီteacher အခုပြောသွားတဲ့ဟာကိုပေါ့เนาะနားထောင်လုံးလုံးဟုတ်လိုက်တယ်ပြီးတော့ပြန်ပြီးတော့เนาะအဖေအမေတွေကိုပြန်ပြီးတော့မရှင်းပြတတ်တော့ဘူးเนาะဆိုရင်ကျောင်းကเนาะ teacher တို့ရဲ့ sales team sales manager เนาะsales team sales and marketing department ကိုဆက်သွယ်လို့ရပါတယ်เนาะတေချာလေးရှင်းပြပေးပါလိမ့်မယ်အဲ့တော့ level ပဲအဲ့တော့ခုန level 3 4 5ကအထက်တန်းတန်းလန်းကလေးကဒီ3နှစ်စာတက်ရမှာ哦အဲ့တော့အထက်တန်းအောင်ထားပြီးသားကလေးကကြတော့2နှစ်စာပဲသူက level 4နဲ့ level 5ပဲเนาะတချို့တို့ level 6 5နဲ့ရအတွက်တချို့တို့ဒီမှာမထည့်ပေးထားဘူးဘာကြောင့်လဲဆိုတော့ပြပသွားတက်မဲ့ကလေးရှိတယ်လို့ပြည်တွင်းမှာပဲတက်မဲ့ကလေးရှိတယ်အဲ့တော့ပြပသွားတက်မဲ့ကလေးကလည်းတီးခြားတချို့တို့ဆောင်ရွက်ပေးတယ်လို့ပြည်တွင်းမှာပဲတချို့တို့စီမှာပဲ level 6ကိုဆက်တက်မဲ့ကလေးကြတော့လေတချို့တို့အဲ့ဒီ level 6တက်မဲ့အချိန်ကြာမှာတီးသက်တချို့တို့ service ပေးမယ်ပေါ့เนาะတစ်နှစ်စာပဲအဲ့တော့အထက်တန်းအောင်ထားပြီးသားကလေးက level 4နဲ့5 program 2နှစ်စာကိုเนาะတခါတည်း cash down ပေးချင်တယ်ဆိုရင်69သိန်း8000ကျတယ်ဒါကိုတစ်ချိန်နဲ့ပေးမယ်ဆိုရင်15သိန်း discount ရပါတယ်ဒါဆိုရင်54သိန်း8000ပဲကျပါတော့တယ်ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင် teacher တို့ရှေ့ရ registration fees ကeuro 105ရဲ့ documentation fee က2နှစ်စာ2သိန်းရဲ့ exam fees ကเนาะ exam fees ကတော့euro 860ရဲ့ဒီမှာ teacher အပြည့်နော်အားလုံးအဲ့ဒါလေးပေးရမယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီ2နှစ်စာ program ကိုမှကျွန်တော်တို့လိုချင်တယ်ဒါပေမဲ့เนาะinstallment plan လေးနဲ့သွင်းချင်ပါတယ်ဆိုရင် teacher တို့ဒီမှာ16လခွဲသွင်းလို့ရပါတယ်เนาะအဲ့တော့ registration fees လေးတွေကိုလည်းဒီမှာ3ချိန်ခွဲသွင်းလို့ရသလိုเนาะ documentation fees ကိုလည်းdocumentation fees ကတော့တချို့တို့เนาะခွဲလို့မရဘူး2ချိန်ပေါ့သူက2နှစ်စာဆိုတော့เนาะ2ချိန် registration fees ကလည်းဒီမှာ2ချိန်ပေါ့เนาะဟုတ်ပြီအဲ့တော့ program fees ဒီတစ်လကို3,400,000နဲ့2,500ပဲအရင်သက်တာပါတွေ့လား2နှစ်လုံးဟိုဟုတ်ပြီเนาะအဲ့တော့16လเนาะတစ်နှစ်ခွဲပေါ့တစ်နှစ်ခွဲပေးလို့ရပါတယ်အဲ့တော့ဒါဒီတချို့တို့เนาะဒီ level 4နဲ့5ပဲ level 4ကနေစတက်ရမယ်ကျောင်းသားအတွက်2နှစ်စာပေးမှတ်ပလန်ဒါလေးကတော့ level 3ကနေစတက်ရမယ်ကျောင်းသားအတွက်3နှစ်စာပေးမှတ်ပလန်ဟုတ်ပြီเนาะဟုတ်ပြီကဲဒါဆိုရင်တချို့တို့ဟုတ်ပါပြီကဲဒါဆိုရင်တချို့ဒီ structure လေးကိုပေါ့နော်အနေချင်းလေးတစ်ချက်ပြောချင်ပါတယ်အဲ့တော့ခုန ABE နဲ့ကတော့ payment plan လည်းပြောပြီးသွားပြီဟုတ်ပြီနော်ဆိုတော့တချို့တို့ ABE အကြောင်းလေးတော့အတော်အသင့်ပေါ့နော်သိပါကြပြီဒါဆိုရင်စိတ်ဝင်စားရင် join လို့ရပြီပေါ့နော်တချို့တို့စီကိုဟုတ်ပြီအဲ့တော့အခုဒီတချို့တို့ဒီ orientation ပေါ့တချို့တို့ထပ်ပြီးတော့ promotion ရှိသေးတယ်အခုတချို့တို့ဒီ orientation မှာအခုဆိုရင်ဒီမှာเนาะ participant ရှိနေတဲ့15ယောက်ပေါ့ဒီကျောင်းသားကျောင်းသူတွေကနေပြီးတော့တချို့တို့ရဲ့เนาะဒီပေါ့ဒီ program တွေကိုတက်ရောက်ချင်ဆိုရင်ဒီ orientation ကနေပြီးတော့လာတဲ့ကျောင်းသားအတွက်ထပ်ပြီးတော့ discount သီးသန့်ရှိပါသေးတယ်ဟုတ်ပြီเนาะအဲ့တော့ဒါဆိုရင်အရန်ကိုเนาะဥစားဘောတက်တာသွားပြီเนาะဟုတ်ပြီအဲ့တော့ဒီ orientation မှာ join တဲ့ကလေးတွေအတွက်ကထပ်ပြီးတော့ discount ရှိသေးတယ်เนาะအဲ့တော့ကျောင်းအပ်ပြီဆိုရင်လည်း orientation join ထားတယ်ဆိုတဲ့အကြောင်းနာမည်လေးပေါ့เนาะတချို့တို့ကဒီမှာနာမည်တွေအကုန်လုံးကောက်ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะအဲ့တော့အဲ့နာမည်လေးနဲ့เนาะပြောပြီးတော့တချို့တို့ discount ထပ်ပြီးတော့ပြီးပါတယ်ဟုတ်ပြီကဲဒါဆိုရင်အချုပ်အနေနဲ့ပေါ့ဒါလေးကတော့တချို့တို့เนาะ Lumi Life International College မှာတချို့တို့ရှိတဲ့เนาะ program အကြောင်းလေးကိုလည်းတချို့ခက်မြန်လေးပေါ့เนาะပြောသွားပြပါမယ်အဲ့တော့တချို့တို့ဒီမှာ GED ရှိတယ်အထက်တန်းတက်ချင်တဲ့ကျောင်းသားကျောင်းသူတွေเนาะ GED အထက်တန်းအမြန်ပြီးဆုံးကျင်တဲ့ကျောင်းသားကျောင်းသူတွေတချို့ကအထက်တန်းပြီးကျင်တယ်အထက်တန်းအောင်လက်မှတ်လိုချင်သေးတယ်ဆိုရင် GED တက်ရမယ်အမြန်ဆက်ပြီးရဟုတ်ပြီနော်အထက်တန်းအောင်လက်မှတ်မလိုချင်တော့ဘူးရတယ်နော်ငါတို့အထက်တန်းမှာတက်နေတယ်အထက်တန်းအောင်လက်မှတ်လည်းမလိုချင်ဘူးမြ мян ဆန်းဆန်း uni တွားချင်တယ်ခုန AB level 3ကိုဝင် join လိုက်နားလည်လိုက်ပြောပြတာဟုတ်ပြီနော်ဟုတ်ပြီကဲအထက်တန်းအောင်လက်မှတ်လိုချင်တဲ့သူတွေကတချို့တို့ GED 6လတက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ GED တက်တဲ့အခါမှာလည်းအောင်သွားပြီဆိုပါစို့အောင်သွားရင်တချို့တို့က uni နော် uni life ကိုသွားတော့မယ်ဟုတ်ပြီအဲ့လို university တက်ဖို့အတွက်လည်းတချို့တို့စီမှာ plan 3မျိုးရှိတယ်နော်အဲ့တော့ campus နဲ့တချို့တို့ရဲ့ Lumi Life မှာတကယ်နော် campus life ကို uni life ကိုတက်ရောက်လို့ရသလိုabroad လို့ခေါ်တဲ့ပြည်ပမှာသွားပြီးတော့တက်ရောက်ခြင်းနဲ့ဆိုရင်လဲတချို့တို့အကြောင်းကနေပြီးတော့